မင်းသမီးဟာယွန်ကြောင်တယောက် Netflix ရဲ့ medical drama အသစ်ဖြစ်တဲ့ First Doctor မှာပါဝင်ဖို့အလားအလာရှိနေပါတယ်။သူမရဲ့ agency ဖြစ်တဲ့ HODU&U Entertainment ကလည်းဒီကမ်းလှမ်းမှုကိုအပြုသဘောဆောင်စမ်းစားနေတယ်လို့အတည်ပြုထားပါတယ်။ဒီဇလန်တွဲမှာဟာယွန်ကြောင်ကိုတော့ကျွမ်းကျင်မှုအပြည့်နဲ့ခွဲစိတ်ကုသမှုဆိုင်ရာအကြီးတန်းဆရာဝန်အဖြစ်မြင်တွေ့ရဖို့ရှိနေပါတယ်။ဒါအပြင်အဓိကဇက်ဆောင်တွေအဖြစ်မင်းသမီးကြောင်ယိုဝွန်မင်းသားကင်မူယိုနဲ့ဘဲဟွန်ဂျင်တို့ပါဝင်ဖို့ဆွေးနွေးနေကြတာကြောင့်တရုတ်ဆောင်ပိုင်းကတော့တကယ်ကိုအားရစရာပါပဲ။တရုတ်ဆောင်အပိုင်းတင်မဟုတ်ပဲဒရိုက်တာကလည်း Teach You a Lesson နဲ့ Juvenile Justice တို့လိုအကျဉ်းစား K-drama တွေကိုဖန်တီးခဲ့တဲ့ဒါရိုက်တာဟောင်ဂျုံချန်ဂရက်ကူမှာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းမှအသေးချပါပဲအထူးသဖြင့်မင်းသားကင်မူယိုသာအတည်ပြုလိုက်ရင်တော့ဒါဟာဒါရိုက်တာဟောင်ဂျုံချန်နဲ့3ချိန်မြောက်ပြန်လည်ဆုံစည်းမှုဖြစ်လာတော့မှာပါ First Doctor ကိုတော့2026ခုနှစ်ဒုတိယနှစ်ဝက်မှာစတင်ရိုက်ကူးမယ်လို့သိရပါတယ်ဒီဒရာမာအသစ်ကိုရောပရိသတ်ကြီးစောင့်မျှော်နေကြပြီလားနောက်ထပ်လည်း K-drama နဲ့ပတ်သက်တဲ့သတင်းတွေကိုသိချင်ရင် like and follow လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ